အားလုံးကမင်္ဂလာပါဒီနေ့ကတော့မိုးအေးလေးနဲ့တန်ငယ်ချင်းနှစ်ယောက်ဇေသွားဖြစ်တယ်ပေါ့ဇေသွားဖြစ်တော့ကျွန်တော်တို့ရဲ့မြို့ရဲ့နော်အတိရွက်ဆိုင်လေးကိုတစ်ချက်တော့လိုက်ခဲ့ကြပါအတိရွက်ဆိုင်ဆိုမှဆိုင်တမင်ကတော့ရှုရှမ်းတဲ့အပြင်မှာအဲ့မှာကအတိရွက်တွေအများကြီးရှိတယ်အသားငါးဆိုရင်လည်းပိုင်းသားလေးတက်ထားတာရှိတယ်ငါးတွေလည်းရှိတယ်ငါးတွေကလည်းဈေးတော့သူ့ဟာနဲ့သူတော့မစိုးတော့ဘူးဆိုပေမဲ့လည်းတန်ပါတယ်လေအတိကတော့အတိရွက်ကတော့အများကြီးပေါ့အစုံတော့ရှိတယ်ဒီနေ့ကတော့ယာဒီဥထုကလည်းကျန်းတယ်မိုးကလည်းရွာတော့စောတော့တနာရီတော့ထိုးနေပြီဆိုတော့စတော့မပြေဘူးပေါ့ဒါကတော့ရုံးပရိသီပေါ့ရုံးပရိသီကတော့8000လောက်ပါမှာပေါ့ဒါနဲ့ရက်နေရတယ်ကျွန်တော်လည်းမကြိုက်ဘူးမွေခဲ့ပါနဲ့ရှစ်လေးတိုးတော့ကြည့်ရတဲ့အချိန်မှာဘာတွေရှိမလဲပေါ့ရေခွန်စွာနဲ့ပဲဘာမှမရှိတော့ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လာတဲ့အချိန်ကနေ့လေတနာရီထိုးနေပြီဆိုတော့ဘာမှမရှိတော့တာခါတိုင်းဆိုရင်8နာရီ9နာရီဖွင့်နေဆိုတော့သူက10နာရီ17နာရီဆိုရင်လူကမြောက်တော့ပစ္စည်းရတယ်စုံတယ်ကိုစိုးရောနှစ်စီးတွေ့တယ်အဲ့မဲ့တငယ်ချင်းကပြတော့ရနေရတယ်မယူဘူးကွာမင်းမမေယူတော့ပြောရလိုက်ပြီကျွန်တော်လည်းဘာလေးရှိမလဲလို့ထွက်ကြည့်လိုက်ခဲ့တယ်ကြည့်လိုက်တဲ့အခါမှာဘာမှလည်းမရှိပါဘူးပိုတွေတော့တွေ့ပါတယ်မိုတွေရောအမိုတွေရောဒါပေမဲ့တခုမှမကြိုက်ဘူးထိုင်ဝမ်မုံကြီးတို့တော့ခေါ်တာပဲဒါမဲ့လည်းမကြိုက်ဘူးမွေခဲ့လိုက်ပါဦးထိုင်ဝမ်မုံကြီးကတော့အများကြီးရှိတယ်ဒါကဘာလဲဆိုတော့ကညွန့်ပေါ့ကညွန့်ကတော့230တဲ့ဆိုတော့မဆိုးလှပါဘူးဒါမဲ့လည်းကျွန်တော်လည်းမကြိုက်ဘူးမကြိုက်ရတဲ့အကြောင်းရကျွန်တော်ကအသိနဲ့မစားဘူးလေအသိနဲ့ကြိုက်ရတဲ့မှာမပါတာဖြစ်တဲ့အတွက်ငါးဘက်ကိုရောက်တယ်ငါတော့ဒီမှာငကျင်းလို့ခေါ်မလားငါချင်းတို့ကမှ900ကျော်လောက်တော့ရှိမှာပေါ့ဈေးလေးရောက်တော့မစိုးဘူးပေါ့ငါးတွေကတော့အစုံရှိတယ်ဒါတော့ငချင်းရွှေပါတာ900 900 400တော့ရှိတယ်ဒါပေမဲ့တခုရှိတာကဒီဆိုင်မှာခေါင်းတွေဥရီကြီးကုန်နေပါတယ်အကုန်လုံးထုတ်လောက်ခိုင်းလို့ရတယ်တိလားဘာငါ့ကိုဝယ်ပေါ့နော်အကုန်လုံးလောက်ခိုင်းလို့ရတယ်အဲ့တခုကတော့နည်းနည်းလေးအဆင်ပြေတယ်ပေါ့ဒီဆိုင်ကဒါတော့ခရုတွေပေါ့ခရုကတော့ကျွန်တော်လည်းစိတ်ကောင်းမဝင်စားပါဒီငါကတော့ကြိုက်တယ်ဗျမကြိုက်တာတော့ဈေးရန်လေးတောင်ဆိုတော့တူနာငါတော့ကြိုက်တာပေါ့နော်ဒီခွက်တဲ့ဟာတွေကတော့အကုန်လုံးတော့900ဒီခွက်တဲ့ဟာတွေလည်းအတိုင်းပဲခေါင်းတွေဥတွေကြီးကုန်တွေအကုန်လုံးထုတ်ခံလို့ရတယ်ငါဝယ်မယ်ဆိုကျွန်တော်ကတော့မကြိုက်လို့မဝယ်ခဲ့ဘူးအဲ့နဲ့တာငါတဲ့အောင်ရောက်တော့ဒါတွေကအကုန်လုံးခုတ်ပြီးသားတွေပေါ့ခုတ်ပြီးသားနေပြီးသားတွေဒါလည်းဆိုကေစားလို့လည်းရကြော်စားလို့ရတဲ့ဟာလေးတွေပေါ့မဲသားတွေလည်းရှိတယ်ဝက်သားတွေလည်းရှိတယ်ဒါမှမဟုတ်အကုန်လုံးကောင်းတဲ့စားကောင်းလို့ရတဲ့နေရာလေးတွေပေါ့နော်ဒီမှာတော့ဥကျန်းတွေပါပြီးတော့ဥကလိစာတွေပါအကုန်လုံးရှိတယ်ဒါပေမဲ့ तू က100 gram 380လို့110လို့400လို့အဲ့လိုတော့ရှိတယ်ဒီကတော့ဝက်မီပေါ့ဝက်မီလေးတွေပြန်လောက်ထားတာကျွန်တော်ကဝက်သားမကြိုက်တဲ့အတွက်မစားဘူးဝက်ရှာကြီးလည်းရှိတယ်ဝက်နဲ့ပတ်သက်တာတော့အကုန်ရှိတယ်ဒီကြောကတော့ကျွန်တော်ဒီဇိုင်းရရင်မဖြစ်မနေဘူးဖြစ်တဲ့အစားပေါ့ကျွန်တော်ကြောကြိုက်ရင်မှကျွန်တော်ပါတယ်ဒါကပိုင်မီတာတုံးလေးဒီမှာပိုင်းရတယ်ကျွန်တော်လည်းပိုင်မီတာတုံးလေးပဲဝယ်လိုက်တယ်ဒါပေမဲ့180တဲ့ဈေးတော့ကြီးတာဒါကတော့ကျွန်တော်တို့မြန်မာနိုင်ငံကပြောဆိုရင်ပဲဂရီဘာနဲ့တော့စင်တယ်ဒါပေမဲ့ပဲဂရီဘာတဲ့သူကပိုစားကောင်းတယ်ပဲကြရဲ့အထက်မှာကျွန်တော်ပါတယ်ဒါပေမဲ့ဒီကတော့ဈေးနေနဲ့ကြီးတဲ့အတွက်ကျွန်တော်မဝယ်ဖြစ်ဘူးပေါ့နော်စားတော့စားဆိုရင်ကျွန်တော်စားတာကအောက်ကပဲလေးရောစားတယ်ဈေးကြီးတဲ့ပဲကတော့ကျွန်တော်တလားနေမှတစ်ခါတော့စားဖြစ်တယ်ကျွန်တော်မျိုးကအိမ်မက်ကန်ဆိုတော့လိမ္မော်သီးတွေပေါ်တယ်ဒါပေမဲ့ quality ကတော့ရှက်အရှက်မြင့်တာကျွန်တော်လည်းမဝယ်ခဲ့ပါဘူးဖျဲသီးလေး7စားတယ်ပေါ့ဖျဲသီးလေးတော့ကြည့်လိုက်တာအားမဆိုးတော့မဆိုးပါဘူးအလုံးကြီးတစ်လုံးကိုသူကရန်3000လောက်ရှိတယ်ဆိုးတော့မဆိုးဆိုမှလည်းကျွန်တော်လည်းမဝယ်ခဲ့လိုက်ဘူးဖျဲသီးကတော့ကြိုက်ပါတယ်ဒီအလုံးသီးလေး1500လောက်ရှိတယ်ဒါပေမဲ့လည်းမဝယ်ခဲ့ပါဘူးဖျဲသီးကတော့ကြိုက်ပေမဲ့ဒါပေမဲ့ဘာချက်ကတော့အဲ့လောက်ထိမတုံနဲ့ဖြစ်တဲ့အတွက်ဖျဲသီးကကျွန်တော်မဝယ်ခဲ့ပါဘူးဒါဟုတ်ဖို့ဒီဘက်ကတော့ကျွန်တော်ရဲ့အကျင့်ပဲတဖောင်းမွေးသီးတွေလည်းရှိတယ်တဖောင်းမွေးသီးတွေကတော့ကျွန်တော်လုံးမကြိုက်တာဒါကတော့ဖီချန်ပေါ့ဖီချန်ဆိုပေမဲ့ဈေးလေးရတယ်မစိုးပါဘူး950ဆိုတော့ဆိုတော့မစိုးတော့အနုံးပိန်တွေရောရှိတယ်ဒါပေမဲ့ဒီကောင်ကြီးကရှားတယ်လာခဲတယ်ရှိကိုမရှိတာရှိနေတယ်လို့မျိုးအနုံးပိန်နေပြီးတိတ်ပြီးတော့အစင်မပြေဘူးအဲ့ဒါကျွန်တော်လည်းဘာမှမဝယ်ခဲ့လိုက်ဘူးကြောက်ကြောက်လေးနဲ့ပဲဝယ်ခဲ့လိုက်တော့အဲ့ဒါကျွန်တော်လည်းမရှင်းချင်တာတန်ငယ်ချင်းကိုပြစ်ပြလိုက်တယ်ရောမင်းမမရှင်းလို့
ငါတော့ပတ်စံရအောင်ပေးနိုင်ဘူး